Sorry. Hello everyone, welcome to English Bestie Diary. ဒီနေ့ဗီဒီယိုလေးမှာကျွန်မက English လို့ဘယ်လိုမျိုးတောင်းပန်ရမလဲဆိုတာနဲ့ native speaker ရဲ့တောင်းပန်နည်းလေးတွေကိုပြပြပေးသွားမှာဖြစ်ပါရှင်။ပထမဆုံးတစ်ခုကတော့ sorry ဖြစ်ပါတယ်။တောင်းပန်ပါတယ်ဒါမှမဟုတ်စိတ်မကောင်းပါဘူးလို့အဓိပ္ပာယ်ရပါတယ်ရှင်။သူကကြတော့နေ့စဉ်ဘဝမှာလည်းအရန်ကိုလူသုံးများပါတယ်။သူ့ကိုကြတော့ဒီတိုင်းပပလေးတငယ်ချင်းတွေဒါမှမဟုတ်ကိုနဲ့အရန်ရင်းနှီးတဲ့လူတွေကိုတောင်းပန်တဲ့အခါမျိုးမှာသုံးပါတယ်ရှင်။ဒါလေးကတော့ sorry ကိုစာကြောင်းထဲမှာသုံးတဲ့နမူနာပုံစံလေးဖြစ်ပါတယ်ရှင်။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုနဲ့ကိုတငယ်ချင်းတွေကကြောက်စားတောက်ဆိုင်မှာနေလေ2နာရီတွေ့ဖို့ချိန်ထားတဲ့အတိုင်းပဲရေမိုးချိုးနေရတဲ့နောက်ကျသွားရပေါ့နော်စားတောက်ဆိုင်ကို2နာရီကျော်မှရောက်သွားတယ်အဲ့ဒါဆိုလို့ရှိရင်တငယ်ချင်းကို sorry I'm late sorry ဘာငါနောက်ကျသွားတယ်လို့ပြောလို့ရပါတယ် sorry တဲ့ပို့ပြီးတော့ယဉ်ကျေးတဲ့ပုံစံမျိုးလေးနဲ့တောင်းပန်ခြင်းနဲ့ဆိုလို့ရှိရင်တော့ I'm sorry လို့ပြောလို့ရပါတယ်ကျွန်တော်တောင်းပန်ပါတယ်ဒါမှမဟုတ်ကျွန်တော်စိတ်မကောင်းပါဘူးလို့အဓိပ္ပာယ်ရပါတယ်ရှင် I am ကိုကြတော့ကျွန်တော်ကျမငါကြိုက်တယ်လို့ဘာသာပြန်လို့ရပါတယ်ဒီ I apostrophe am လေးကကြတော့ I am ရဲ့အတူကောက်ပါသူ့ကို I am လို့အတန်ထွက်ပါ am လို့အတန်ထွက်ပါတယ် I'm sorry လို့ဖြစ်သွားပါတယ်ရှင်ဒါလေးကတော့နမူနာပုံစံလေးပါရှင်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုကအမှားတစ်ခုခုလုံးမိသွားတယ်အဲ့ဒါကြောင့်မလို့ပြန်ပြီးတော့ရင်ကြီးကြီးလေးနဲ့တောင်းပန်ခြင်းနဲ့ဆိုလို့ရှိရင် I'm sorry for the mistake ကျွန်တော်အမှားအတွက်တောင်းပန်ပါတယ်လို့ပြောလို့ရပါတယ်ရှင်ကိုကပို့ပြီးတော့လေးလေးနက်နက်လေးတောင်းပန်ခြင်းနဲ့ဆိုလို့ရှိရင် I apologize လို့ပြောလို့ရပါတယ်ကျွန်တော်ဒါမှမဟုတ်ကျမတောင်းပန်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်ရှင် I apologize ဖြစ်ပါတယ်ရှင်ဒါလေးကတော့နမူနာပုံစံလေးပါရှင်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကိုကဒီနေ့ကလမ်းမှာကားပိတ်နေလို့ရုံးဝင်နောက်ကျပြီးမှရောက်သွားတယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အထက်လူကြီးကိုပေါ့နော် I apologize for being late ကျွန်တော်နောက်ကျတဲ့အတွက်တောင်းပန်ပါတယ်လို့ပြောလို့ရပါတယ်သူက sorry I'm late နဲ့နောက်ကျတဲ့အတွက်တောင်းပန်တာချင်းတော့တူတူပဲဒါပေမဲ့ဒီ I apologize for being late ကကြတော့ပို့ပြီးတော့လေးနက်ပြီးတော့ပို့ပြီးတော့ယဉ်ကျေးရယ်Sorry I'm late ကကြတော့တငယ်ချင်းဒီတန်တိုင်းရင်းနှီးရဲ့လူချင်းပပပြောတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ oops sorry ဖြစ်ပါတယ်သူကကြတော့ surprise ဖြစ်သွားတဲ့အနေအထားမှာသုံးပါတယ်ရှင်အိုးတောင်းပန်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်ကိုကတကယ်မြည်ရွယ်ပဲနဲ့တခုခုကရုတ်တရက်ကိုကြောင့်ဖြစ်သွားရဆိုလို့ရှိရင်တောင်းပန်ခြင်းနဲ့ဆိုလို့ရှိရင်ဒါလေးကိုသုံးပါတယ်ရှင်သူကကြောင့် surprise တန်လေးပါတယ်ပေါ့နော်Oops sorry ဖြစ်ပါတယ်ဒါလေးကတော့နမူနာပုံစံလေးပါရှင်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကောင်မလေးကဒီတိုင်းတိုင်းလမ်းလျှောက်နေတာနဲ့ကောင်လေးတယောက်ကိုဘောနော်မမြင်လိုက်ဘဲနဲ့ရုတ်တရက်ဝင်တိုက်မိသွားတယ်ကောင်မလေးကနေပြီးတော့ Oops sorry တောင်းပန်ပါတယ်ဆိုပြီးတော့တောင်းပန်လိုက်တယ်ကောင်လေးကကြတော့ That's okay ရပါရဲ့ဘာဖြစ်ပါဘူးလို့ပြောလို့ရပါတယ်ရှင်နောက်ထပ်တစ်ခုကတော့ sorry about that အဲ့ဒါအတွက်စိတ်မကောင်းပါဘူးသူ့ကိုကြတော့ကိုကသတင်းစိုးတစ်ခုခုကြားလိုက်လို့ပဲဖြစ်ဖြစ်ကိုကအမှားတစ်ခုခုလုံးမိသွားလို့ပဲဖြစ်ဖြစ်ပြန်ပြီးတော့တောင်းပန်တဲ့အချိန်ပြီးတော့ဒီလိုမျိုးနှိမ့်သိမ့်စကားပြောတဲ့အချိန်မှာသုံးပါရရှင် sorry about that အဲ့ဒါအတွက်စိတ်မကောင်းပါဘူး sorry about that ဒီတစ်ခုကတော့ကိုယ့်နဲ့အရန်ခင်မရင်းနှီးရဲ့လူတွေကိုကိုယ့်ရဲ့အမှားအတွက်တောင်းပန်ခြင်းနဲ့ဆိုလို့ရှိရင်သုံးပါတယ် my bad ကျွန်တော်ရဲ့အမှားပါဒါမှမဟုတ်ကျမရဲ့အမှားပါ my bad ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုကတငယ်ချင်းစာအုပ်ကိုငှားလိုက်တယ်ဒါပေမဲ့နောက်နေ့ကျတော့သူ့စာအုပ်ကိုပြန်ယူလာဖို့မေ့သွားတယ်အဲ့ဒါဆိုလို့ရှိရင် my bad I forgot your bookငါအမှားပါငါမင်းစာအုပ်ကိုမေ့သွားတယ်ဆိုပြီးတော့ပြောလို့ရပါတယ်ကိုရဲ့အထက်လူကြီးတွေကိုတောင်းပန်တဲ့အခါကိုထက်အသက်ကြီးရဲ့လူကြီးသူမတွေကိုအတောင်းပန်တဲ့အခါဒါမှမဟုတ်ကိုကတကယ်ကိုလေးလေးနက်နက်တောင်းပန်ခြင်းတဲ့အခါမျိုးမှာ I'm really sorry I'm so sorry I'm terribly sorry လို့ပြောလို့ရပါတယ်ရှင်
ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် I'm really sorry for hurting your feelings မင်းရဲ့စိတ်ခံစားချက်တွေကိုထိခိုက်သွားစေတဲ့အတွက်ငါတကယ်တောင်းပန်ပါတယ် I'm so sorry I missed your call ငါမင်းဖုန်းကိုမကင်လိုက်လို့တကယ်တောင်းပန်ပါတယ်ဒီလိုမျိုးပြောလို့ရပါတယ်ရှင်တယောက်ယောက်ကိုတောင်းပန်တဲ့အခါမှာကိုကပါဇက်ကနေပြီးတော့တောင်းပန်တဲ့ယုံတင်မကဘဲနဲ့ကိုယ့်ရဲ့ဒီ body language လို့ခေါ်တဲ့ကိုယ်နေဟန်ထားကလည်းတကယ်ကိုမှအရေးကြီးပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုကတောင်းပန်လိုက်တယ်ဒါပေမဲ့ဒီတိုင်းစိတ်မပါလက်မပါပုံစံမျိုးကြီးနဲ့တောင်းပန်လိုက်ကြတော့အရန်ရိုင်းပါတယ် native speaker တွေကကြတော့တောင်းပန်လို့ရှိရင်လက်ကိုရင်ဘတ်ပေါ်တင်ပြီးတော့စိတ်မကောင်းတဲ့ပုံစံမျိုးနဲ့တောင်းပန်တာဒါမှမဟုတ်ခါလေးကိုညှစ်ပြီးတော့တောင်းပန်တာမျိုးတွေလုပ်ကြရပါတယ်နောက်တစ်ခုကတော့ tone of voice အတန်ထားပါကိုကဒီအရာကိုတောင်းပန်တော့မယ်ဆိုလို့ရှိရင်ကိုရဲ့အတန်ထားကိုတေချာဂယူးဆိုင်ဖို့လိုပါတယ်ကိုကတောင်းပန်လိုက်တယ်ဆိုပေမဲ့ကိုရဲ့အတန်ကမာနေလို့ရှိရင်တောင်းပန်ခံရတဲ့သူဘက်ကကြည့်ရင်လုံးဝအဆင်မပြေပါဘူးအင်္ဂလန်မှာဆိုလို့ရှိရင်ကိုကတောင်းပန်စကားပြောနေပြီးပြတ်မသွားတဲ့အချိန်မှာဒါမှမဟုတ်ကိုကတကယ်လေးလေးနက်နက်ကိုတောင်းပန်ရမယ့်အချိန်တွေမှာဆိုလို့ရှိရင်တောင်းပန်စကားပြောမဲ့အစား white developing ပေးရပဲဖြစ်fantasy ပေးရပဲဖြစ်ဒါမှမဟုတ်တောင်းပန်တဲ့စာကတ်တွေပြပို့ရမျိုးတွေလုပ်ကြပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးက English learner ရဲ့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကအကျိုးရှိရဆိုလို့ရှိရင်တော့ like share and subscribe လုပ်ခဲ့ပေးကြပါအောင်ရှင် Thanks for watching bye